အားလုံးပဲ မင်္ဂလာပါ 민글라와 안녕하세요. 제수တင်ရမယ့်အရာတွေကတော့ ခုနပြောသွားပြီးပြီပေါ့နော် 제수တင်ထိုက်တဲ့အရာတွေ 제수တင်ရမယ့်အကြောင်းအရာတွေကတော့ ခုနပြောသွားတဲ့အတွက်ကြောင့်မပြောတော့ပါဘူး 아까는 앞에 감사할 것들은 아까 말씀해 주셨기 때문에 감사할 것은 이제 안 하겠습니다. အခုကျွန်မတက်တဲ့ခံလို့ပြောရမှာပေါ့နော် ကျွန်မခွန်အားရတဲ့အကြောင်းကိုတစ်ချက်ကလေးပြောသွားမယ်အချိန်လည်းတိတ်မရှိတဲ့အတွက်ကြောင့်ပေါ့နော် 네, 시간도 별로 없기 때문에 제가 은혜 받았던 것을 짧게 간증하도록 하겠습니다. ဒီဆရာနဲ့တွေ့ပြီးမှပေါ့နော် ဒီမှာနှုတ်ကပတ်တော်အတူတူ ဒီလိုလေ့လာခွင့်ရတဲ့အချိန်မှာ ကျွန်မပါတခုခွန်အားရခဲ့တယ်လဲဆိုရင်တော့ တခုမဟုတ်ဘူး ခွန်အားရတာတော့အများကြီးရှိတယ်ပေါ့နော် အဲ့ဒီထဲကနေတခုပြောမယ်ပေါ့နော် 네, 처음 이 교회를 이 치앙마이 교회를 만나서 이렇게 목사님을 통해서 이 말씀을 딱 들었을 때 말씀을 들으면서도 은혜가 많이 되었고 그 중에서 하나를 이제 간증하려고 합니다. ဆက်စတွေ့တော့ကဆရာတို့နဲ့ပေါ့နော် ဒီလိုခရစ်တော်ရဲ့အသေးခံခြင်းအကြောင်းတွေကိုဆွေးနွေးခဲ့တယ် 네, 처음 만났을 때 예수님의 죽으심에 대해서 교제를 나누었습니다. ခရစ်တော်ယေရှုဖျားကကျမတို့အပြစ်အတွက်ဘလို့အသေးခံသွားတယ်ဆိုတဲ့အကြောင်းအရာတွေကိုပေါ့နော် အဲ့လိုမျိုးအဲ့ဒီအကြောင်းအရာတွေကိုဆွေးနွေးပြီးတော့ပေါ့နော် ကျမတို့အပြစ်ကနေကယ်တင်ခြင်း အပြစ်ကနေတကယ်လွတ်ပြီလား ကောင်းကင်နိုင်ငံတကယ်ရောက်မလားဆိုတဲ့မိခုံးကိုထပ်ခါထပ်ခါဆရာကမေးခြင်းကိုခံရတယ် 그때 예수님의 죽으심에 대해서 교제를 많이 나누게 되었고 그리고 죄사함과 그리고 구원에 대해서 그리고 죄에서 진짜로 죄사함을 받았느냐 그리고 천국에 진짜로 갈 수 있느냐에 대해 그런 질문을 많이 받았습니다. ကျမကတခါတလေဆိုရင်တော့ပေါ့နော် ခဏခဏစဉ်းစားမိခဲ့တယ် ဘလို့စဉ်းစားတယ်လဲဆိုရင်တော့ ကျမတို့ကအပြစ်ဇာတိနဲ့ အပြစ်ဗီဇပါလာတဲ့အတွက်ကြောင့်မို့ အပြစ်ခဏခဏလုပ်မိတယ် နေ့စဉ်နေ့အမျှ လုပ်မိတဲ့အပြစ်အတွက်ကတော့ ဘုရားသခင်ကတော့ ခရစ်တော်ယေရှုဖျားကအမြဲတမ်းခွင့်လွှတ်တယ်လို့ပြောတယ် ဒါပေမဲ့ အမြဲတမ်းခွင့်လွှတ်တယ်လို့ပြောရင်လေ ကျမတို့ကအပြစ်တွေကိုထပ်ခါထပ်ခါလုပ်နေတယ် တောင်းပန်လိုက် အပြစ်လုပ်လိုက် တောင်းပန်လိုက် အပြစ်လုပ်လိုက်ဆိုရင်တော့ ဘုရားသခင်က ခရစ်တော်ယေရှုဖျားက အဲ့လောက်ကြီးကတော့ တခါတလေဆိုရင် တိရသားနဲ့ ပြစ်မှားတတ်တဲ့အရာတွေလည်းရှိတယ်ပေါ့နော် ရှိတဲ့အခါကျတော့ ခဏခဏအဲ့လိုတောင်းပန်နေရင်တော့ ဘုရားသခင်ခွင့်လွှတ်နိုင်ပါ့မလားဆိုပြီးမှ ကိုယ့်ကိုယ်ကိုပေါ့နော် တခါတလေဆိုရင်တော့ ဇဝေဇဝါဖြစ်တယ်ပေါ့နော် 네, 가끔은 이런 고민을 한 적이 있습니다. 저희는 죄성이 있기 때문에 항상 죄를 범하게 되고 이런 죄를 하고 나면 항상 하나님께 이렇게 고백을 하고 용서를 구하고 이렇게 항상 이렇게 반복되는 시간을 가지면서 가끔은 알면서도 하게 되는 죄들이 있잖아요. 그 죄에 대해서도 예수님은 용서해 주실 수 있을까? 가끔도 아니고 자주 매일 하게 되는 그런 죄들을 예수님께서 용서해 주실까? 이런 고민을 많이 했었습니다. ကျမတို့ကပေါ့နော် ငယ်ငယ်ကတည်းက ကျမတို့မိဘတွေကခရစ်ယာန်တွေဖြစ်တယ် ငယ်ငယ်ကတည်းက Sunday School ကနေကြီးလာတာဖြစ်တယ် 어렸을 때부터 아까 말씀하신 것처럼 어렸을 때부터 이렇게 크리스찬 집안에서 자라왔고 부모님도 크리스찬이고 교회를 다녀왔습니다.
ဒါပေမဲ့ပေါ့နော်ဒီလိုအပြစ်ကျမတို့ကကောင်းကင်နိုင်ငံရောက်မဲလို့ပဲယုံကြည်တယ်ပေါ့တခါတလေဆိုရင်ဒါပေမဲ့တခါတလေဆိုရင်တော့အပြစ်တွေကိုပြန်စဉ်းစားတဲ့အချိန်မှာတော့ရောက်နိုင်ပါမလားလို့စဉ်းစားမိတယ် 하지만 그렇게 어렸을 때부터 교회를 다녀왔지만 가끔은 천국에 갈 수 있을 것 같고 그런데 가끔은 죄를 생각하면 지옥에 가게 될 것 같고 그렇게 항상 그런 고민들로 항상 살아왔습니다. ဒီလိုဖျားเจ้าမှာလည်းအမြဲတမ်းဒီလိုပေါ့နော်ဖျားเจ้าမှာလည်းတမန်တရားဆိုတာကကိုတမန်တရားအကြောင်းပေါ့နော်တမန်တရားအကြောင်းကိုခရစ်တော်ယေရှုကိုယုံကြည်လက်ခံပြီးခရစ်တော်ယေရှုကိုယုံကြည်လက်ခံတဲ့လူကအကျွမ်းမဲ့ယုံကြည်တဲ့လူကကယ်တင်ခြင်းညမင်းဆိုတာတော့ခဏကြားဘူးတယ်ပေါ့နော် 그 교회에서도 항상 드는 얘기가 그 진리에 대해서 얘기를 할 때 예수님을 이렇게 열심히 믿으면 천국에 갈 수 있다 이런 얘기를 많이 들었습니다. ဒါပေမဲ့စိတ်ထဲဘယ်လိုပြောမလဲစိတ်ထဲမှာပေါ့နော်ခဏအဲ့ဒါဒီကိုအကျွမ်းမဲ့ယုံကြည်ရင်ကယ်တင်ခြင်းရမယ်ဆိုတဲ့အရာကိုတော့တခါကိုဟာကိုတိတ်စိတ်မချတယ်လို့ပေါ့နော်အဲ့လိုတိတ်စိတ်မချတဲ့ပုံစံမျိုးနဲ့တခါစိတ်ထဲမှာဝင်လာတယ်ပေါ့နော် 그렇지만 마음속에서는 그렇게 예수님을 열심히 믿으면 천국에 갈 수 있다라는 것을 알고는 있지만 마음속을 다시 되돌아봤을 때는 그런 확신이 없고 그렇게 열심히 믿을 수 있다라는 그런 확신이 없었습니다. အဲ့နဲ့ဆရာကတပတ်တခါအပြစ်အကြောင်းငရေအကြောင်းလွတ်မြောက်ခြင်းအကြောင်းတွေပေါ့နော်အဲ့လိုတခါလာတဲ့အခါမှာအဲ့လိုအဝင်ကလေးအကြောင်းတွေပေါ့နော်အဲ့လိုရောက်ဒီမှာအပတ်တိုင်းပြောဖတ်များလာတဲ့အခါကျတော့စိတ်ထဲမှာပေါ့နော်အဲ့ဒီအရာတွေကိုပေါ့ဆွဲလန်းပြီးတော့ပေါ့နော်အဲ့ဒီအရာတွေကိုအခုကြားနေရတဲ့အရင်လေးတိထားတယ်ကြားတယ်ဒါပေမဲ့ကိုယူမထားမိတယ်လို့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့အခုဆရာနဲ့အဲ့လိုအပတ်တိုင်းဒီလိုကောင်းကင်အကြောင်းငရေအကြောင်းတွေပြောဖြစ်တယ်ဒီကယ်တင်ခြင်းအကြောင်းတွေပြောဒီလိုဆွေးနွေးဖြစ်တယ်တင်ပေးတဲ့အခါကျတော့ခဏကြားလာတဲ့အခါကျတော့ခဏကြားဖန်များလာတဲ့အခါကျတော့ကိုယုံကြည်စိတ်ချမှုရှိသွားတယ်ပေါ့နော် 네, 이렇게 그런 생각들로 살아왔는데 이제 이 치앙마이 교회를 만나면서 이렇게 매주 이런 죄에 대한 말씀이나 이런 천국에 대한 말씀, 지옥에 대한 말씀 그리고 복음을 들으면서 처음에는 그런 예전에 가졌던 그런 생각들이 계속 이렇게 그 생각들이 강했었습니다. 그런데 자주 이렇게 매주 이렇게 말씀을 들으면서 그런 생각들이 점점 작아지고 이런 진짜 복음에 대한 그런 마음과 그런 믿음이 점점 더 확신해졌습니다. အဲ့ဒါကြောင့်မို့အခုပြောချင်တာကနှုတ်ကပတ်တော်ကတော့ပေါ့နော်ကြားပြီးသားဟာဖြစ်ရင်လေထက်ခါနားထောင်ရမယ်ထက်ခါနားထောင်တဲ့အကျိုးကျေးဇူးတရားဟာတကယ်ရှိတယ်နှုတ်ကပတ်တော်ကအသက်ရှင်တဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒါကတိပြီးသားဟုတ်တယ်နားထောင်ပြီးသားဟုတ်တယ်ဆိုပြီးတိပြီးသားဖြစ်တယ်လို့ဖြစ်ပေမဲ့တကယ်နှလုံးသားမှာမတိတဲ့အရာတွေအများတကယ်နှလုံးသားကနေအစစ်အမှန်လက်မခံမိတဲ့အရာတွေအများရှိတယ် 네, 그래서 그 복음은 예전에도 들은 적 없다라는 것은 아니라 들은 적은 있지만 그렇게 신경을 안 쓰고 자기가 믿고 싶은 대로 믿어왔고 그리고 또 다른 것은 이렇게
말씀을 계속 반복해서 들었잖아요. 이렇게 반복해서 같은 말씀을 이렇게 해서 반복해서 들었지만 들었다고 해서 다 아는 것도 아니고 다 믿었다라는 것이 아니라 마음속에서 받아들이지 못한 부분도 있고 그렇게 또 조금 놓쳤던 부분들도 있구나라는 것도 또 다시 한번 느끼게 되고 그렇게 깨닫게 되는 시간이었습니다. နောက်တစ်ခုကဗာလဲဆိုရင်တော့ဆရာကပေါ့နော်ဟိုတပတ်လွန်ခဲ့တဲ့အပတ်မှာကျွန်တော်တို့ဆရာကဗာပြောတယ်လေဆိုရင်တော့ဖះเจ้าဖះเจ้าကိုတွားဖះเจ้าကိုတွားတယ်ဆုတောင်းတယ်ကျမ်းစာဖတ်ခြင်းအဖြစ်ကေတင်ချင်းရတာမဟုတ်ဘူးတဲ့ကေတင်ချင်းရတာမဟုတ်ဘူးပေါ့နော်ဆုတောင်းဆုပုံမှန်တောင်းတာနဲ့ကေတင်ချင်းမရနိုင်ဘူးလို့ပြောတယ် 네, 지난주에 저희가 말씀을 들었는데요. 지난주에는 목사님께서 이런 말씀을 해주셨습니다. 교회에 열심히 다니고 기도를 열심히 하고 성경을 열심히 읽는다고 구원을 받는 것이 아니라 그런 기도를 많이 한다고 해서 구원을 받는 것이 아니다라는 말씀을 해주셨습니다. စာတန်လဲဖျားကြောင်းသွားတယ်စာတန်လဲဆုတောင်းတယ်စာတန်လဲချီးမွမ်းတယ်စာတန်လဲလုံနိုင်တဲ့အရာတွေစာတန်လဲအဲ့ဒီထဲမှာလုံနိုင်တဲ့အရာတွေဖြစ်တယ်လို့ပြောတယ် 그리고 그런 것들은 마귀도 할 수 있는 것이다. 마귀도 교회에 갈 수 있고 마귀도 그런 것들을 할 수 있는 것이다라고 말씀해 주셨습니다. ဖျားကြောင်းမှာကဖျားကြောင်းမှာတွားတဲ့လူကတကယ်ဖျားကိုအကျွင့်မဲ့ယုံကြည်ပြီးတော့ဖျားကိုချီးမွမ်းဖို့တွားတဲ့နေရာဖြစ်တယ်အဲ့လိုတကယ်အကျွင့်မဲ့ယုံကြည်ပြီးတော့ဖျားကိုတကယ်ချစ်ပြီးတော့ပေါ့နော်တိပြီးတော့တွားတဲ့လူပဲကေတင်ချင်းရတယ်လို့ပြောပါတယ် 그리고 교회에 가는 사람들은 하나님을 진정으로 믿고 구원을 받아서 하나님의 자녀가 되는 사람만 갈 수 있는 곳이다라고 말씀해 주셨습니다. အဲ့ဒါကြောင့်မို့ကျမလည်းကျမကလေးတွေကိုပေါ့နော်ဖျားကြောင်းသွားကြဆုတောင်းကြပါအမြဲတမ်းဆုတောင်းပါနော်ကျမ်းစာဖတ်နော်ဖျားကြောင်းသွားနော်လို့ပြောမဲ့အစားပေါ့နော်အဲ့လိုမျိုးပြောကျမအရင်ကတည်းကအဲ့လိုပဲပြောခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမသင်ခန်းစာရသွားတာကကျမတို့ကအဲ့လိုပဲပြောတယ်ပေါ့နော်ဆုတောင်းဖို့ဖျားကြောင်းသွားဖို့ကျမ်းစာဖတ်ဖို့ပဲပြောနေတယ်ဒါပေမဲ့သူတို့ကိုပေါ့နော်နှုတ်ကပတ်တော်တမန်တရားကိုကောင်းလေးနားလေအောင်အဲ့လိုပြောတာထက်နှုတ်ကပတ်တော်ကိုကောင်းနားလေအောင်ကျမကလေးတွေကိုပြောရမယ်ဆိုပြီးမှအဲ့လိုမျိုးတင်ပေးရမယ်အဲ့လိုမျိုးနားလေအောင်သူတို့ကိုပြောရမယ်လှုပ်ပေးရမယ်ဆိုတဲ့သင်ခန်းစာကိုရရှိသွားတယ်လို့ 네, 그래서 그런 말씀에서 얻은 교훈은 저는 제 아이들한테 항상 교회 열심히 가라, 기도를 열심히 해라, 성경을 열심히 읽으라라고 항상 했던 것들이 생각이 났었고, 그런 것들을 하기 전에 이 아이들이 진정으로 구원을 받았냐, 말씀을 진정으로 깨닫냐, 이런 거를 진작에 해야 되는 거구나라는 것도 다시 한번 깨닫게 되는 시간이었습니다. အဲ့ဒါကြောင့်မို့ကျမကလေးတွေကိုတော့ဒီမှာတော့ဒီမြန်မာလိုလဲပါတာပြန်တဲ့ခါကျတော့ဟိုမှာကထိုင်းနဲ့ရဝမ်ဆိုတော့သူတို့ဟိုမှာကတိတ်နားမလဲတဲ့အခါကျတော့ဘာဖြစ်ကျမကလေးတွေကတော့သူမြန်မသွားရင်လဲကျမကလေးတွေကတော့ဒီနေရာကိုပေါ့နော်ရောက်အောင်ကျမအဲ့လိုမျိုးမရမကပို့ချင်တယ်ပို့ခဲ့တာဖြစ်တယ်လို့ 네, 그래서 제 아이들이 그 마을 교회에는 태국말과 부족말만 하는데 아이들이 잘 이해를 못하고 그래서 여기는 미얀마어로도 이렇게 통역을 해주니까 여기로 아무도 안 가더라도 가는 사람이 없더라도 너희는 꼭 가서 말씀을 들으라라고 항상 그렇게 말을 해줬습니다.
အဲ့ဒါကြောင့်မို့ဒီလိုမြန်မာလိုပေါ့နော်ဆရာကဘာသာပြန်ပေးပြီးမှကလေးတွေကျမတို့နေရာမှာအဲ့လိုမျိုးထိုင်းလူရောရဝမ်လူရောနားမလည်တဲ့ကလေးတွေအများကြီးဒီလိုစစ်ပေးရှောင်လာတယ်ပေါ့နော်ကျမတို့မှာနိုင်ငံမှာတိုက်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မို့နေလို့မရတဲ့အတွက်ကြောင့်မို့ရှောင်လာတဲ့အခါကျတော့ဒီမှာဘာသာစကားတွေနားမလည်ပြင်းနဲ့ပေါ့နော်ဒီလိုနေလာတဲ့အခါကျတော့ကျမတို့ကျမတို့ဖျားเจ้าမှာဆိုရင်တော့အဲ့လိုမျိုးထိုင်းနဲ့ရဝမ်လိုပေးပြောတဲ့အခါကျတော့ကျမကလေးတွေကနားမလည်တဲ့အခါကျမအရန်ဆိုးရင်တွေပေါ့နော်သူတို့တနစ်ပေါ့နော်တနစ်ကြော်လာတယ်ဒီမှာနေတာတနစ်2နှစ်လောက်ရှိလာပြီအဲ့လိုမျိုးသူတို့ကဖျားเจ้าတော့သွားတယ်ဘာမှနားမလည်ဘူးပြန်လာတယ်ဖျားเจ้าတော့သွားတယ်နားမလည်ဘူးပြန်လာတယ်အဲ့လိုနဲ့အချိန်တွေကုန်သွားမှအရန်စိုးရင်ခဲ့တယ်ပေါ့နော်အဲ့တော့ဖျားသခင်ကဒီလိုကလေးတွေကိုနားလည်နိုင်တဲ့ဘာသာနဲ့ဒီလိုဘယ်လိုပြောမလဲတင်ပေးတဲ့အခွင့်အရေးတွေကိုဆရာကကျမတို့ကိုဒီလိုခေါ်ဖိတ်ချင်းအခြေအနေတွေကိုပေါ့နော်ပေးလာတဲ့အတွက်ကြောင့်မို့ဖျားသခင်ရဲ့ကျေးဇူးတော်ကိုအရန်ချီးမွမ်းတယ်ပေါ့နော်ဒါကဖျားသခင်ပြင်ဆင်ပေးထားတဲ့အခွင့်အရေးဖြစ်တယ်ဆိုပြီးမှကျမဝန်ခံရင်းနဲ့ဆရာကိုလည်းအရန်ကျေးဇူးတင်တယ်ပါတာပြန်ပေးတဲ့မိုင်းရမ်ကိုလည်းတအားကျေးဇူးတင်တယ်ဒီလိုပေါ့နော်ကျမတို့ကကျမတို့အတိကတော့ပေါ့နော်ကျမတို့ကလူကြီးဒီထက်ကျမကကလေးတွေကိုနှုတ်ကပတ်တော်အားနားထောင်စေချင်တယ်ပေါ့နော်နားထောင်အဲ့လိုနားလေတဲ့စကားနဲ့တင်ပေးစေချင်တဲ့အတိုင်းပဲဘုရားသခင်ကဒီလိုအခွင့်အရေးတွေကိုပြင်ဆင်ပေးတဲ့အတွက်ကြောင့်မို့အရန်ဝမ်းသာတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ဒီမှာပဲရပ်နာပါတယ်네, 이렇게 아이들에 대해서 너무 아이들의 믿음에 대해서 너무 걱정을 했었고 이 태국 미얀마 내전으로 이렇게 피난을 온 지 이제 2년 가까이 되었는데 아이들이 이런 마을 교회를 가면서도 아무것도 얻지 못하고 들어오고 그냥 가기만 하고 아무것도 얻지 못하는 그런 아이들을 보면서 아이들의 믿음, 그런 신앙생활에 대해서 많이 걱정을 했었고 이렇게 하나님께서는 이렇게 치앙마이 교회를 통해서 여기 목사님을 통해서 아이들을 이해할 수 있는 언어로 이렇게 말씀을 들을 수 있는 기회를 주셔서 너무 감사가 되고 이 기회는 하나님께서 주신 기회다라는 것을 너무나도 감사가 되고 믿고 있고 계속 앞으로도 이렇게 아이들이 꼭 이 교회를 와서 말씀을 들었으면 좋겠다라는 마음이 있고 이렇게 많은 여러분들에게 감사한다라는 말씀을 드리고 싶고 간증은 여기에서 마치겠습니다. 알로고 제수님 말을